အင်ဂျင်နီကြောင့်ဈေးကြောင်းတက်ဖို့ခက်ခဲနေရှာတဲ့တုဒ္ဒဆုံနဲ့ဗုဒ္ဓဝင်ပထမဆုရှင်ဖြစ်တယ်လို့လေးဘာသာဂုဏ်ထူးရှင်လည်းဖြစ်တဲ့ကျောင်းသားလေးစိုးသူရထွန်းယခုနှစ်တက္ကသိုလ်ဝန်ထမ်းစာမေးပွဲကတော့လူရည်ကျုံလေးတွေများစွာကိုပေါ်ထွက်လာစေခဲ့တဲ့ဆိုရင်လည်းမမှားပါဘူးဒီနေ့မှာဂုဏ်ထူးတွေတတိတန်းကြီးနဲ့ထူးချွန်စွာအောင်မြင်ခဲ့ကြတဲ့ကလေးလေးတွေဟာစစ်ပေးဆောင်ကလေးလေးတွေများကြသလိုအစင်မပြေတဲ့ချုပ်တဲ့ကြတဲ့ဘဝကနေချက်ကုတ်ချက်ကဲစူးစားရင်ထူးချွန်စွာအောင်မြင်ခဲ့ကြသူတွေပါဒီလိုထူးခြားစွာအောင်မြင်ခဲ့ကြတဲ့ကလေးလေးတွေထဲမှာထူထောင်ဆောင်တဲ့ဗုဒ္ဓဝင်လဲတန်းစင်ပြိုင်ပွဲကြီးမှာပထမဆုရှင်ဖြစ်မှုတဲ့ကျောင်းသားလေးမောင်စိုးသူရထွန်းနဲ့ပါဝင်ပဲဖြစ်ပါတယ်။မောင်စိုးသူရထွန်းဟာတက္ကသိုလ်ဝန်ထမ်းစာမေးပွဲကြီးကိုဂုဏ်ထူးလေးပါတာနဲ့အောင်မြင်ခဲ့ပြီးစိတ်ကြောင်းမှတ်ပါမိနေခဲ့တာပါ။စိတ်ကြောင်းတက်ရရင်တေချာပေါက်ထူးချွန်မဲ့ကလေးလေးဖြစ်ပေမဲ့မောင်စိုးသူရထွန်းကတော့စိတ်ကြောင်းတက်ဖို့မဖြစ်နိုင်တော့ကြောင်းစိတ်အားငယ်စွာနဲ့ပြောလာခဲ့တာပါ။မောင်စိုးသူရထွန်းဟာမောင်နှမတွေထဲမှာကြီးဆုံးသားလေးဖြစ်တယ်လို့စိတ်ပေးဆောင်လာနေရတဲ့သူတို့မိသားစုရဲ့စီးပွားရေးအခြေအနေကလည်းစိတ်ချောင်းဆက်တက်ဖို့အခြေအနေမပေးနိုင်ဖြစ်နေကြရှာတာပါ။ကျောင်းသားလေးမောင်စိုးသူရထွန်းဟာတားကြီးတယောက်အနေနဲ့မိသားစုရဲ့စီးပွားရေးကိုလည်းပြန်ကြည့်ပေးရမှာဖြစ်တဲ့အတွက်သူ့ရဲ့တက္ကသိုလ်ဆက်တက်ဖို့လမ်းကြောင်းတစ်ခုသာမရေမရာဖြစ်နေကြရှာတာပဲဖြစ်ပါတယ်။ကျောင်းသားလေးစိုးသူရထွန်းရဲ့မိဘတွေကတော့မဖြစ်ဖြစ်တဲ့နည်းနဲ့ရှာဖွေရုံးကန်ကတားလေးကိုစိတ်ချောင်းဆက်တက်နိုင်အောင်ထားပေးသွားမယ်လို့ပြောနေပေမယ့်ကျောင်းသားလေးစိုးသူရထွန်းကတော့မိဘတွေရဲ့ခက်ခဲစွာရုန်းကန်ရှာဖွေကြရမှုတွေကိုစိတ်မကောင်းဖြစ်နေခဲ့ရှာတာပါ။အဲ့ဒီအတွက်မောင်စိုးသူရထွန်းကတော့ကျောင်းတက်ချင်ပေမယ့်မိဘတွေမပူဇော်ရဲပါဘူးဆိုကစိတ်မကောင်းဖြစ်ပေါ်ရပြောလာခဲ့ရှာတာပါ။မောင်စိုးသူရထွန်းဟာပညာရေးပိုင်းမှာတမကဘာသာရေးစာပေပိုင်းမှာလည်းအလွန်ထူးချွန်လာတဲ့လူငယ်လေးဖြစ်ပြီးတော့တနိုင်ငံလုံးစင်တုထဆုံလေဗုဒ္ဓဝင်ပြိုင်ပွဲကြီးမှာပါပထမဆုံးရရှိထားဖို့သူလေးပါ။ဒီလိုပညာရေးမှလည်းထူးချွန်ဘာသာရေးပိုင်းမှာလည်းထူးချွန်သူလူငယ်လေးဖြစ်ပေမဲ့ဘဝအခြေအနေနှိမ့်ချမှုကြောင့်သူတက်ချင်တဲ့စေချောင်းလေးအောင်ဆက်တက်နိုင်မှုခဲရင်နေရှာတာတကယ်ကိုစိတ်မကောင်းစရာပါပဲနော်။မောင်စိုးသူရထွန်းရဲ့ဖခင်ကလည်းဒီလိုတော်ပြီးစူးစမ်းလာတဲ့တားလိမ္မာလေးပိုင်ဆိုင်ထားပေမဲ့စိတ်တိုင်းကြနောက်ကနေလိုက်ပြီးပံ့ပိုးပေးနိုင်ခြင်းမရှိတဲ့ပေါ့။များစွာစိတ်မကောင်းဖြစ်လျက်ရှိနေပါတယ်။မောင်စိုးသူရထွန်းရဲ့ဖခင်ကတန်ရွယ်ကြီးနေပြီဖြစ်တဲ့အတွက်အလုပ်တွေသိပြီးလုတ်ကင်နိုင်ခြင်းမရှိတော့တာလည်းဖြစ်ပါတယ်။ဒီလိုချိန်မျိုးမှာတားကြီးလေးဖြစ်တဲ့မောင်စိုးသူရထွန်းကအင်ကိုတာဝန်ယူဖို့ဖြစ်လာနေကြတာပါ။ယခုနှစ်တက္ကသိုလ်ဝန်ထမ်းစာမေးပွဲကြီးမှာလက်စမီတော့မရှိတဲ့ဝေးလံခေါင်ပြားလာတဲ့ဒေတာလေးတွေကနေဂုံတူးတွေများစွာပါရှိကအောင်မြင်ခဲ့ကြတဲ့ចောင်းသားလူငယ်လေးတွေများစွာရှိနေပြီးတက္ကသိုလ်ဆက်တက်နိုင်မှုငွေကြီးမတက်နိုင်ရှာတဲ့ចောင်းသားလေးတွေများစွာရှိနေကြတာပါ။ဒီလိုចောင်းသားလေးတွေအတွက်နာမည်ကြီးစင်လီချိုဟာကုညီထောက်ပံ့ပေးနိုင်မှုတည်တည်စူးစမ်းနေကြပေမဲ့အစမပြေချရှာတဲ့ចောင်းသားဦးတွေကများပြားနေတဲ့အတွက်ကုညီတွေထပ်မံလိုအပ်နေကြတာလည်းဖြစ်ပါတယ်။ဒီလိုចောင်းသားလေးတွေပညာရေးကုညီတွေပေးဖို့အဖွဲ့အစည်းတွေကပါဖောင်ဒေးရှင်းတွေတည်ထောင်ကုညီပေးဖို့မျှော်လင့်မိပါတယ်နော်။တူတောင်းဆောင်တဲ့ဗုဒ္ဓဝင်ပထမဆုရှင်လေးဖြစ်တယ်လို့လေးဘာသာဂုဏ်ထူးရှင်လေးဖြစ်တဲ့ចောင်းသားလေးမောင်စိုးသူရထွန်းတယောက်နဲ့တက်ချင်တဲ့စေးချောင်းကြီးကိုဆက်လက်တက်ရောက်နိုင်မှုကုညီထောက်ပံ့ပေးမဲ့သူအမြန်ဆုံးရရှိပြီးထူးချွန်တဲ့ဆရာဝန်တယောက်ဖြစ်လာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။